ဒကဘာရောက်လာပြီဗဒကဘာရောက်လာတဲ့အခါမှာ22စုမြောက်ပွင့်တာကကုတန္တမြတ်စွာဘုရားကကုတန္တမြန်မာပြည်မှာဆိုးနေတဲ့တခြင်းထဲမှာဘာဖြစ်လို့ဂုံတွေလျှောက်ထည့်တယ်လဲမသိဘူးကကုတန္တဂုံကောဏဂုံကတ္တဗဂုံနဲ့ဆိုပြီးတော့နော်တကယ်ကမြတ်စွာဘုရားရဲ့ဘွဲတော်ကကုတန္တမြတ်စွာဘုရားကကုတန်မြတ်စွာဘုရားလို့အတူကောက်ဒီလိုခေါ်တယ်ကောဏဂမနကျတော့ကောဏဂုံလို့ခေါ်တာကောဏဂမနကောဏဂမနမြတ်စွာဘုရားမြန်မာလူစာရေးတဲ့အခါတချို့ကကောဏဂုံလို့ရေးတာကတ္တဗမြတ်စွာဘုရားလည်းကတ္တဗမြတ်စွာဘုရားပဲအဲ့ဒါမဟုတ်သချင်းထဲမှာဘယ်လိုဖြစ်နေကကုတန္တဂုံကောဏဂုံကတ္တဗဂုံဂုံဒီဘယ်ဟာနေလျှောက်ထည့်လိုက်တယ်မသိဘူးနော်ဘုရားပွဲတော်တွေမှာအပူတွေပါသွားတယ်ဒါလည်းမှတ်စရာပေါ့နော်မှားယွင်းပြီးတော့ပါနေတယ်လို့ဆိုလိုတာကကုတန္တမြတ်စွာဘုရားကောဏဂမနမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားဘုရားလေးစုပွင့်တာအဲ့ဒီမှာကကုတန္တမြတ်စွာဘုရားလက်ထက်မှာခေမဆိုတဲ့ဘယင်ဘွားနဲ့ဗျာဒိတ်ခံခေမမင်းဖြစ်ပြီးတဲ့အခါမှာရဟန်းခံလိုက်တယ်မင်းဘွားကိုဆွန့်လွတ်ပြီးတော့ကကုတန္တမြတ်စွာဘုရားလက်ထက်မှာယဟန်ဖြစ်ခဲ့တယ်သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံတယ်တခါကောဏဂမနမြတ်စွာဘုရားပွင့်တယ်ကကုတန္တမြတ်စွာဘုရားကအနှစ်4000မှာပွင့်တယ်ကောဏဂမနမြတ်စွာဘုရားကအနှစ်တက်တန်းအနှစ်3000မှာပွင့်တယ်အဲ့ဒီကောဏဂမနမြတ်စွာဘုရားလက်ထက်မှာလည်းပဲဘုရားအလောင်းတော်ကပပ္ပတဆိုတဲ့မင်းဖြစ်တယ်အဲ့ဒီမင်းဘဝနဲ့ဗျာဒိတ်ခံပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံတယ်အဲ့ဒီမှာနောက်တစ်ခါကတ္တဗဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူလာတယ်အနှစ်2000တန်းမှာကတ္တဗမြတ်စွာဘုရားပွင့်တဲ့အခါမှာဇောတိပါဠဆိုတဲ့ပုံနာလူလင်တယောက်ဖြစ်တယ်အဲ့ဒီပုံနာလူလင်ဖြစ်တဲ့အခါမှာစဉ်းစားကြည့်နော်ကတ္တဗမြတ်စွာဘုရားပွင့်ပြီးရင်ပွင့်မဲ့ဘုရားကဘယ်သူတုံးဆိုခေါရမဘုရားပဲအဲ့ဒီဘုရားကတ္တဗဘုရားပွင့်တဲ့အချိန်မှာပုံနာသွားဖြစ်တယ်အဲ့ဒီမှာဇောတိပါဠပုံနာသွားဖြစ်တယ်အဲ့ဇောတိပါဠပုံနာရဲ့တငယ်ချင်းကဘယ်သူတုံးဆိုဂတိကာရဆိုတဲ့အိုရင်းတယ်ကြီးသူကအနာဂံကတ္တဗမြတ်စွာဘုရားရဲ့တပိတာဝကအဲ့ဒီဂတိကာရဆိုတဲ့အိုရင်းတယ်ကြီးနဲ့ဇောတိပါဠတို့ကတငယ်ချင်းဆက်ချင်းမတူပေမဲ့လို့ခင်တာပေါ့လူချင်းခင်ကြတယ်ခင်တဲ့အခါမှာပုံနာဆိုတဲ့လူတွေကဗြဟ္မဏတွေကသူကဖះတို့ဘာတို့ခေါင်းပြောင်အောင်ရိတ်လိုက်ရင်ကတုံးဆိုပြီးတော့သူတို့ကဖက်မလုပ်ဘူးနော်ပုံနာဆိုတာသူတို့ကပြမကိုးွယ်တာအဲ့တော့ယဟန်ခံလိုက်တဲ့ဆိုကြတဲ့သူတို့ကအဖက်မလုပ်ချင်ဘူးဒါအမျိုးဆက်ကြောင့်ဇောတိပါဠကိုဂတိကာရကနေပြီးတော့ဖះเจ้าတော်သွားရအောင်ကတ္တဗဖះစီကိုခေါ်တာမလိုက်ဘူးမလိုက်ရုံနဲ့မကဘူးဒီကတုံးရုပ်တွေစီဘာလို့သွားမှာတော့လို့တောင်ပြောတာကြည်ဒါဘယ်သူပြောတာတုံးဖះအလောင်းအရင်မှကြီးပြောတာနော်အဲ့တော့ကိုယ့်ကိုယ်သိအထင်မကြီးနဲ့ဒီဘဝဗုဒ္ဓဘာသာနောက်ဘဝဗုဒ္ဓဘာသာဖြစ်ချင်မှဖြစ်မှာအဲ့တော့ကောင်းတဲ့စိတ်ဓာတ်ကလေးတွေကိုခိုင်မြဲအောင်လုပ်မှာနော်အမျိုးဆက်တို့ပတ်ဝန်းကျင်တို့ကလူကိုလှည့်စားသွားတတ်တယ်လှည့်စားသွားတတ်တယ်အမှန်တမ်းတရားတရားတို့ပညာတို့ခိုင်မာအောင်လုပ်ဖို့အရေးကြီးတယ်ပေါ့ပတ်ဝန်းကျင်ဆိုတာကြော်နိုင်ခဲ့တယ်ပတ်ဝန်းကျင်ကိုဥပနိဒေယပစ္စယောလို့ခေါ်တာအခုကကံကောင်းလို့ပတ်ဝန်းကျင်ကောင်းနဲ့တွေ့ပြီးတော့ဒီတရားတရားလေးထိုက်သိမ်းလျောက်ရှိပြီးတော့တရားလေးနာသီလလေးစောင့်ဒါလေးကိုသိအထင်မကြီးနဲ့အောင်လုပ်เสียရတဲ့အများကြီးရှိသေးတယ်လို့ဒီတဲ့ကောင်းအောင်ခိုင်မာအောင်ကိုယ့်ကိုယ်ကြိုးစားဖို့လိုအပ်တယ်ကြည်ပါရမီအရင်မှဖြစ်တဲ့ဇောတိပါဠဆိုတဲ့ဂေါရမဗုဒ္ဓရဲ့အလောင်းတော်ဟာဖះစီခေါ်တာမလိုက်ဘူးဘလောက်ထိအောင်ကိုလူကခေါ်တော့ဆိုဖះစီခေါ်တော့ဖះเจ้าဒီနာလေးနီးနီးလေးသွားရအောင်ဆိုမလိုက်ဘူးဒါဖြင့်ဘုရားကြောင့်ခေါ်တော့မလိုက်ရင်ဒါဖြင့်ရေချိုးသွားရအောင်ဆိုမြေအဲ့ကြတော့ချက်ချင်းလိုက်သွားခုခေတ်လည်းတူတူပဲပွဲကြည့်သွားရအောင်ဆိုလိုက်မယ်တရားပွဲသွားရအောင်ဆိုမလိုက်ဘူးနော်အဲ့တော့ပါရမီဆိုတာဒီလိုကြွာချားတယ်နော်အဲ့ဒီမှာရေချိုးသွားရအောင်ခေါ်သွားပြီးတော့ရေချိုးပြီးတဲ့အခါတခါထပ်ခေါ်တယ်ဟိုလူကမလိုက်ဘူး
နောက်ဆုံးကြတော့မလိုက်တော့ဘာခေါ်တော့ဆိုအဝတ်ဆွဲခေါ်လုံကြီးကိုဆွဲခေါ်အဲ့ဒါလည်းမလိုက်ဘူးနောက်ကြတော့ဘလောက်ထိအောင်လုပ်လို့ဆိုဂတိကာရကသပင်ဆွဲခေါ်သပင်ကိုဆွဲမလို့ရောင်တော့ကိုကင်ပြီဆိုတဲ့အခါကျတော့မှဖះလောင်ကမဆွဲရသေးဘူးသူ့သပင်ကင်လိုက်တာနဲ့တပြိုင်တည်းသူကတတိယသွားတယ်။အော်ငါ့ကိုအချင်းချင်းခေါ်တာခုနောက်ဆုံးရောင်ဆွဲတယ်ဆိုတာတာမန်နဲ့ဆွဲလို့မရဘူးလေလူတွေကသပင်ဆိုတာအထွတ်မြတ်ထားတာရှေ့ခေတ်ကရောင်ဆွဲခေါ်တယ်ဆိုတာအင်မတန်မှပြင်းထန်တာနော်အင်မတန်မှပြင်းထန်သူငါ့ကိုအကြောင်းရှိလို့နေမှာပဲဖះစီခေါ်တာတကယ်ကိုအကြောင်းရှိလို့နေမှာသူနဲ့ငါနဲ့ဆိုရင်ဇတ်ချင်းကမတူဘူးဇောတိပါဠပုံနာကဇတ်မြင့်နေဟိုဟာကအိုးရိမ့်နေဆိုတော့ဇတ်နှိမ့်လေဇတ်နှိမ့်တဲ့ပုဂ္ဂိုလ်ကငါရောင်ဆွဲနိုင်လောက်အောင်သူကငါအပေါ်မှာစေတနာထားတာပါလားလို့စိတ်ထက်ကဘုရားလောင်းနေအဲ့လိုကောင်းတာသူဟာအဲ့ဒီအချိန်မှာသူတန်ဝေတတိယသွားတယ်အကျိုးရှိလို့ခေါ်တာနေမှာပဲဆိုပြီးတော့အဲ့ဒီတကယ်ချင်းငါစပင်တော့မကိုင်းနဲ့လိုက်မယ်ဆိုပြီးလိုက်သွားဟိုလဲရောက်ရောဘုရားတရားဟောတာနားဘုရားတရားလည်းနားလိုက်ရောဆုံးဖြတ်ချက်ကဘာဖြစ်တော့ဓမ္မအမှန်တရားဆိုပြီးတော့ဘဝကိုချက်ချင်းဆုံးပြီးတော့သာသနာပေါင်းဝင်လိုက်တယ်လေဟိုသူခေါ်သွားတဲ့လူကဘုန်းကြီးမနိုင်ဘူးဘုရားလောင်းများဆုံးဖြတ်ချက်အမှန်တမ်းတိကျအဲ့ဒါသူကတရားနာပြီးတာနဲ့သင်္ကန်းဝတ်လိုက်တယ်မပြန်တော့ဘူးအဲ့တော့ဘုရားလောင်းရဲ့စိတ်ဓာတ်မှန်ပြီဆိုလို့ရှိရင်ချက်ချင်းလုပ်တယ်မှားပြီဆိုတဲ့ကိစ္စလည်းချက်ချင်းစွန့်နိုင်တန်လန်မလုပ်ချင်တာမန်လူတွေကတော့တန်လန်နဲ့တိတ်ပြတ်ခဲတယ်ပေါ့သူကရောင်တောင်လုံးချင်သေးတာဟုတ်နော်ဝိလေချောင်ဘတ်လို့ခေါ်တယ်ဟိုလိုဒီလိုတွေများတာဟိုအကြောင်းပြလိုက်တိမ်နေဒီအကြောင်းပြပြီးတိမ်လိုက်နေအဲ့ဒါလိုလေဟာပါရမီကမပြည့်သေးလို့ပါဆိုပြည့်ရင်ဖြစ်မဲ့ပုံစံမျိုးပြောတာပေါ့အဲ့ဒါလိုရှောင်တိမ်တဲ့အလေးချင်းကြောင့်ဘုရား24စုရှောင်းလာခဲ့တာအခုတစုမှမတွေ့သေးဘူးအတော့အပုံကောင်းတယ်လို့ပြောရမှာပဲเนาะအဲ့တော့မြတ်စွာဘုရားရဲ့အလောင်းတော်ဘုရားဂေါတမဗုဒ္ဓဟာအခုကဲ့သို့သောဗုဒ္ဓဘောင်4ပါး24စုသောဘုရားတော်တွေဘုရားတွေဓမ္မဗျာဒိတ်စကားမှတ်သားနာယူပြီးတော့ဘုရား24စုကအတည်ပြုခဲ့လို့အခုဘုရားဖြစ်သူရောက်ရှိပြီးတော့သွားပြီအဲ့ဒီမြတ်စွာဘုရားရဲ့သာသနာမှာဘုန်းကြီးတို့တွေဟာဘုရားသာသနာတော်နဲ့တွေ့ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေနာယူခွင့်လိုက်နာခွင့်ကျင့်သုံးခွင့်ရကြတယ်ဒီအချိန်လေးဟာအကောင်းဆုံးအချိန်ပဲဒီမြတ်စွာဘုရားရဲ့သာသနာတော်မှာတို့တွေတရားတွေကိုတတ်ဆွမ်းသမျှသိအောင်ကြိုးစားကြမယ်နာယူကြမယ်မှတ်သားကြမယ်လိုက်နာကြမယ်ကျင့်ကြံကြမယ်ဆိုလို့ရှိရင်ဒီဘုရားသာသနာမှာတွေမဲ့ကျွတ်တန်းဝင်နိုင်တယ်အကယ်၍ကျွတ်တန်းမဝင်ဘူးဆိုတောင်မှပဲနောက်ဘုရားနောက်မကြခင်ပဲဘုရားသာသနာတစ်ခုနဲ့တွေ့ချင်ရင်တေချာပေါက်ကျွတ်တန်းဝင်ကြမှာဖြစ်တယ်အဲ့ဒါလောက်တောင်မဟုတ်ဘူးအနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီဘဝမှာကျွတ်တန်းမဝင်သေးဘူးစူကြီးပံမဟုတ်ဘူးဆိုရင်ဒီဘဝပဲကျွတ်တန်းဝင်နေတဲ့စိတ်နဲ့ကြိုးစားလို့နောက်ဆုံးအချိန်တေဂဏိအချိန်ရောက်တဲ့အခါမှာတရားဓုတရားမြတ်ရသွားနိုင်တယ်မရဘူးဆိုရင်စိတ်မပြတ်နဲ့ဒီဘဝကနေနတ်ပြည်ရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကိုမှီလိုက်တဲ့နတ်တွေကဘုရားအကြောင်းပြောလိုက်မယ်ပြောတဲ့အခါမှာသူတို့စီကတရားဓမ္မတွေဘုရားအကြောင်းတွေပြောရင်းကနေပီတိတွေဖြစ်ပြီးတော့ဘုရားရဲ့တရားတော်တွေကိုပြန်တတိယပြီးတော့တရားဓုတရားမြတ်ရသွားကြမှာပါအဲ့ဒီနည်းနဲ့ရနိုင်တယ်လို့ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားတာရှိပါတယ်ပေါ့နော်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဂေါတမဗုဒ္ဓရဲ့ဗျာဒိတ်တော်ကြာဘုရား24စုနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေအကျဉ်းအားဖြင့်ဟောကြားလို့နာယူမှတ်သားပြီးတော့ပြည်ကြပြီဘဝဆိုတာအခုလိုမိမိတို့ကိုယ်တိုင်ပါရမီကိုဖြည့်ကျင့်မှသာလဲတရားဓုတရားမြတ်တွေကိုရနိုင်တယ်ပါရမီဖြည့်နေတဲ့ဘုရားအလောင်းတော်ကြီးများသည်ပဲလေရံခါတိမ်ပါသွားတာတွေဖြစ်နိုင်သေးတော့တို့တွေဟာစိတ်ချရအောင်တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဒီဘဝမှာရနိုင်တဲ့များအသိဉာဏ်တွေရရှိတိမ်ပါမှုတွေလွတ်အောင်ကြိုးစားအားထုတ်ကြရမှာလို့ကိုယ်စီသဘောကျပြီး
ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း